သူကြာလာတော့ကိတိပတိမိခတာယီမိခဆိုတာသားကောင်ကိုဒါရဆိုတာဝေပေးတာသားကောင်တွေကိုဝေပေးတာမြန်မာစကားပြမဲ့ပြောလို့နော်ဣတိပရဏေဣတိပဏပြီးတော့မိခတာယီသားကောင်တို့ဘေးမဲ့ပေးရပြီးတော့ဘေးမဲ့တော့နော်မိခတာကိုတော့တယ်ပြောတော့ဘေကုဏပသဝေကိနဣတိပဒနာ ဣတိနာမတိ မိဂရာယေဓမ္မဝရံ မိဂရာယေအဲ့မိဂရာကိုဆိုတော့ဒီမှာဓမ္မဝရဒီဓမ္မစကြာကြီးအမြတ်ဆုံးတရားမိဂရာယေဓမ္မဝရယန္တာနိဗ္ဗာန်ပါပကံယန္တာ နိဗ္ဗာန်ပါပကံ နိဗ္ဗာန်ပါပကံနိဗ္ဗာန်ပါပကံနိဗ္ဗာန်ကိုရောက်စေတဲ့တော်လို့ပြောတာဓမ္မဝရတရားမြတ်ဘာလို့မြတ်တယ်လို့ဆိုရင်နိဗ္ဗာန်ပါပကံနိဗ္ဗာန်ကိုရောက်စေတဲ့လို့မြတ်တယ်ယန္တန်ကတော့ရှိရစကားဆက်ပါလို့အကျဉ်နိဗ္ဗာန်ကိုရောက်စီလို့ဒီတရားကိုဟောတယ်ပေါ့နော်အဟံပရိနာမကေနနောက်တစ်ခုအဲ့လိုဟောလားမှန်ပါဗျာအာပရိနာမကေနသဟံပတိဤတော့မဟာပြမေနဓမ္မာကြီးတိယာစီတောတောင်းမှာအတ္တိဖြစ်ပြီသာမိနာမကေနမဟာပြမေနယာစီတောသတုသစ္စာမတာတေနောဒါလည်းဒီတုတ်ရဲ့ကိုဘုတ်ပါပဲသတုသစ္စာမကတင်တော့သစ္စာလေးပါးကိုထင်ရှားပြတ်တော့ဒီထဲမှာသစ္စာလေးပါးပါမှာပဲကိုဖတ်သွားရတယ်ပြီးတော့လောကနာထောအတိလောကနာထောကလူသုံးပါးလို့ကိုယ်ဝေယဖြစ်တော့ပေါ့နော်လောကသုံးပါးကြီးကိုယ်ဝေယဖြစ်တော့လူတွေမကောင်းနတ်မှာအားလုံးလို့ကြီးကိုယ်ဝေယဖြစ်တော့လောကနာထကမြတ်စွာဘုရားကိုသုံးတာပါပြောတယ်နော်လောကနာထောအတ္တိဒါအထုပ္ပတိပါပဲဗျာနေရာအပြင်ဣတိပဒနာရှိတဲ့မိဂရာဝတ္တောတရားနာကမကပိသဝေလောဒီငါတရားဟောမဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားလောကနာဆိုင်တဲ့မြတ်စွာဘုရားတရားရဲ့ကိုပါနိဗ္ဗာန်ပါပကနိဗ္ဗာန်အကြီးရောက်ဆောင်ပြီးတဲ့တရားဘာတွေပါလို့ဆိုသုဒ္ဓဇံပတာကေတောသစ္စာလေးပါထေရှားပြတဲ့သစ္စာလေးပါဆိုနိရောဓသစ္စာပါတော့နိဗ္ဗာန်ကြီးပို့ဆောင်နိုင်တယ်လို့ပြောတော့ပေါ့နော်ဒါအတ္တပတိပဲဘုရားပြည့်ပါတော့သာမိနာမကေနမာပြမေနယာစီတောတရားတောင်းတာသူကတောင်းမှလို့ဘုရားကြီးကိုတရားဒီတော့ကိုတရားဟောတယ်သူတို့ပြောပါတယ်ဘုရားဘာသာလောကမှာအခုဒီမဆုံးနိုင်တော့ညင်းလို့မဆုံးနိုင်တော့တက္ကနာကအဲ့ဒါဒီတာပိဗမာကြီးတောင်းပါမှာဘုရားတရားဟောတာလားဒီသံဃာလည်းအဲ့လိုပဲဟောတယ်ဆိုတော့အဲ့လိုပဲဖွင့်တော့အဲ့ဒီဘက်ကပဲကုတ်ကန်ကြီးညံ့ဘာလို့လဲဆိုတော့ဒီဘုရားဖြစ်ဖြစ်တဲ့ကလောကကြီးကိုဆင်ခြင်ကြည့်ရတော့ဟာကိလေသာတွေတော့သူ့လုပ်လို့ကြည့်ငါတရားဟောလို့တော့ရမှာဟုတ်ပါဘူးအဲ့လိုဖြစ်သွားတယ်ဟောတော့လို့ဆိုခဲ့တယ်ဟိုတာမဏိမာကြီးဒီလိုကြီးတော့မလုပ်ပါနဲ့ဗျာသိနိုင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိပါရဲ့ဆိုတော့တောင်းမှလို့ဟောတယ်ပေါ့ဗျာဆိုတော့ရှားတဲ့သမတာဘူနဲ့ညစ်ခဲ့လိုက်ခဲ့တယ်ဆိုတော့ဘာပြောလဲဆိုဟုတ်သူ့မိသားရဲ့6ချက်ဟောရတယ်ပုရုษေအနုဇာလေးလို့ပါလက်ထက်မှာမင်းနိဗ္ဗာန်ရမယ်ဆိုတော့စော့ပြစ်ပြီးတော့ဒီဝိနည်းရတယ်ကတရားဟောနိုင်တဲ့အချိန်ရောက်ကိုရမယ်ဆိုပြီးတော့အဲ့မှာရက်တဲ့ချိန်ကမှတော့လဲဘယ်လိုအန္တရာယ်နဲ့တွေ့သူလုံးဝနောက်မဆုတ်ဘူးဖြစ်အောင်လုပ်ပါပဲသူလုပ်တာအခုကိလေသာတွေကုန်သွားတော့တပ်ဝင်ပြရှိဖြစ်မှာဟာလောကကြီးမှာသိသက်သွားပြီဆိုတော့ဘုတ်ထိုင်တယ်ဘယ်လိုမှမဖြစ်နိုင်ဘူးနော်တန်ပြီးတောင်းလို့ဘုရားဟောလို့ဘုရားဖြစ်တယ်နော်အဲ့မှာဘာကြောင့်လုံးလို့ဥစဉ်ကရေရနေနေတယ်အဲ့တော့မေးသေးတယ်အဲ့ဒါကတော့ဘာကြောင့်လို့ဆိုတော့ဒါဘုဒ္ဓဘာသာကတော့နဘေးနိုင်ခြင်းမဟုတ်ဘူးယမနာလူတို့တွေကသူတို့နေရာလေးတစ်ခုကြောက်သွားတယ်ကြောက်တယ်နေရာကိုဝင်ယူလာတယ်တဲ့ဘာလို့ယမကြီးမှန်တင်တယ်ဆိုတာမရှိဘူးအကြောင်းကြောင့်ကျိုးဖြစ်တယ်ဆိုတော့ဘာသာကထွန်းကားသွားတဲ့ခါတော့သူတို့ပုံမှာအချိန်ကြီးမှုမရှိတော့မင်းတို့အဲ့ဒီအကျိုးကြောင့်တောင်းဖြစ်တယ်ဆိုတော့အဲ့ဒီတရားမင်းတို့နားတယ်တို့ကိုယ်ရဓမ္မကြီးတောင်းမှမင်းတို့နားတာတို့ဓမ္မကြီးကမကဲမင်းတို့ဗုဒ္ဓဘာသာဆိုတာကိုဖြစ်နိုင်မှာမဟုတ်ဘူးလို့
အဲ့လိုပဲပြီးတော့ဖြာဖြစ်တာပါပဲခဏနော်ဘယ်လိုမှပြည့်ပြားဒီဒါမိမြမကြီးကတောင်းပါလို့ပြောလို့သူတို့ကဘာမှကဆက်မတော့ပါဘူးဘသူကတောင်းပါလို့ဟောတာအရေးကြီးအဲ့ဓမ္မစကြာကိုဟောဖို့ပဲအရေးကြီးတယ်အဲ့ဓမ္မစကြာဆိုတာပေါ်လာလို့ရှိရင်တရားရဏပေါ်ပြီးသူစင်နောက်ထပ်သံဃာရဏတွေလည်းပေါ်ပါပါပဲနော်အဲ့ပြီးတော့နောက်ထပ်ကျတော့အာနိသင်လေးကိုပြရည်လိုက်ပါတော့ဉာဏ်ကြီးကြသဗ္ဗဒေဝီသဗ္ဗဒေဝီဒေဝကနတ်လို့ပြောရပြီဒီမှာတော့နတ်ကောပြမာတော့ပါပဲသဗ္ဗဒေဝီနတ်ပြမာအားလုံးကနန္တိတံနန္တိတံကမြစ်တဲ့ချစ်ခင်တချို့ကနတ်ချစ်လို့ဓမ္မစကြာကိုရွရမယ်ဆိုတော့ဦးဇင်းတို့ဘမောဆရာတော်ဘုရားကြီးကဟောတယ်သူကဓမ္မစကြာရွရမယ်သူကတော့ပဋ္ဌာန်းလည်းရွရမယ်ဓမ္မစကြာတော့တော်တော်များများရွကြပါတယ်နတ်ချစ်တယ်နန္တိတံ သဘာတိ သဘာတိနတ်အားလုံးကတက်တက်တုတ်တယ်ရွတ်နေလို့ရှိရင်နတ်ချစ်တယ်လို့ပြောတာပဲတပ္ပတံပတ္တိတာရကလူနတ်ချစ်ခင်တပ္ပတံပတ္တိဆိုတာတံပတ္တိဆိုတာချမ်းသာစည်းစိမ်ချမ်းသာတပ္ပလို့ပြောတာလောကီစည်းစိမ်ချမ်းသာကိုလောကုတ္တရာဆိုတော့နိဗ္ဗာန်ချမ်းသာကြီးပြည့်စုံနေတဲ့စွမ်းရှိလို့ပါတော့တပ္ပတံပတ္တိတာရကဆိုတာတာရကပြည့်စုံနန္ဒီနန္တဘတဝိတဗ္ဗတမ္ပရိတရက သဗ္ဗလောကဟိ သဗ္ဗလောကဟိတ္တခြာယာဒီဓမ္မစကြာဘုရားသာနာတို့လိုရဲ့အချင်းချုပ်ကတိစားဒီဓမ္မစကြာသစ္စာလေးပါပဲလေသတုသစ္စာဝိနိမုံတော်ဓမ္မောနာမမြတ်ဒီသစ္စာလေးပါမှာလွတ်တဲ့တရားကမရှိဘူးဆိုအဲ့သစ္စာလေးပါကိုဒီဓမ္မစကြာမှာဟောတယ်ပြီးရင်တော့တိရိပဏသုံးပါလေဒီလိုပြည့်ပြီဆိုဟောတယ်ကျန်တဲ့နေရာမှာတော့လိုအပ်တော့ထည့်တာပါပဲနော်အဲ့ဒါဆိုတော့တပ္ပတမ္ပတိတာတကလောကီချမ်းသာ လောကုတ္တ လောကရာချမ်းသာအကုန်လုံးဒီချမ်းသာပြီးပြည့်တယ်တပ္ပလောကဟိတ္တယာဒီလိုချမ်းသာအလုံးကိုပြည့်စုံတဲ့တုံကြီးရွတ်ပတ်တင်ပြနေခြင်းဖြင့်ဘုရားသာတော်ကြီးမကွယ်ပြောင်းခုလိုဆိုပါတယ်နော်တော်တော်များများပဋ္ဌာန်းရွတ်တာဟာသာနာမကွယ်အောင်လို့ပြောတယ်ပဋ္ဌာန်းနဲ့သာနာနဲ့တော့ဆိုင်တယ်သာနာကဒီဓမ္မစကြာကိုပြည့်တယ်ငါရှာပြိတ္တာကြီးကမစ္စမပရိပ္ပာဖြစ်တယ်မဂ္ဂင်၈ပါးပဲလို့ပြောတယ်မဂ္ဂင်၈ပါးကသာနာစိတ်ပဲဘာဖြစ်လို့ဆိုတော့ခဏဝါမပြည့်ခင်ဒီယန္နာဖြစ်တဲ့ပုဂ္ဂိုလ်မဂ္ဂင်၈ပါးနဲ့ဖြစ်တယ်ပဋ္ဌာန်းနာဟုမနာဥစဉ်ကြရတယ်ဘုရားလက်ထက်ကပဋ္ဌာန်းနာဟုလားဆိုတာစတာယိတို့ရာတို့ဆရာတို့ဥစ္စာတော့ကျန်တဲ့ပုဂ္ဂိုလ်ကမနာဘူးအောင်သူကပဋ္ဌာန်းကသဗ္ဗေဒညာအစွမ်းပြဖို့ဟောတာမရပါကြောင့်ကိုယ်ဟာကြောင့်အကျင့်တရားနဲ့ပို့မရကြောင့်ကိုယ်ဟာကြောင့်အကျင့်တရားတော့အကျင့်ချုပ်အားဖြင့်ဒီဓမ္မစကြာဖြစ်ပြီးတော့အကျင့်အားဖြင့်တတိပဋ္ဌာန်ဖြစ်တယ်အဲ့ဒါကတော့ကျန်တာရတော့ကြီးညိုဖို့လည်းပြန်နေပါပဲကြီးညိုလိုက်မကြီးညိုလည်းဘာမှဖြစ်အပြစ်မပြောရင်အပြစ်မဖြစ်ဘူးဒါမှဒီကျင့်ရမယ့်ဟာကိုတော့အပြစ်မပြောပဲမကျင့်ရင်အညို့ရုံအဲ့ဆိုလည်းပါတယ် သဗ္ဗလောကဟိတ္တခြာ သဗ္ဗ ယာ တောလောကိဋ္ဌာခာယာတဲ့အဲဒါကြောင့်လောကလုံးရဲ့အကျိုးရှိစီတဲ့တုတ်ကြီးဖြစ်လို့ဓမ္မစက်က ပနာမ စက်ကတုတ် နာမ မာနာမပါရွတ်ကြဘူးအေးဆိုတော့ပေါ်ကျတာအိုးတော်ကောင်းလို့သူကစားပြပြရတယ်ပြီးတော့အိုးတော်ကောင်းလို့ပြောတာကိုချင်းချင်းကိုပေါ်လေးပြတယ်ဖေးဆိုတော့ ဘုရားကောင်း သူတော်ကောင်းနေအဲ့ကြမှာကိုပါတယ်ကွာရည်ကြဆုံးကဲပဲတပ္ပတ္တ နာမ ဘေကုဏံပိစ္ဆာဝေတိ နဝတိနံ ဣတိကရဏ နမတိနိဂာယေဓမ္မဝရံယန္တနိဗ္ဗာနပါပတံသံပတိနာမကိနာအာတမေနယာစီတောသတုသစ္စာပကာတေတောလောကနာသောအာတိနာမိတံသဗ္ဗတိဝေသဗ္ဗတံပတိကာရကံသဗ္ဗလောကဟိတ္တခြာယဓမ္မစကံပနာမဟိ အဲ့လိုလေအထက်ထက်လေဒီနေ့စင်ကားတော့အချိန်ပြတာလေးကိုဖိုင်းကြာတော့လည်းရတယ်လေစာအုပ်ကြည့်ယူရင်းကကျောင်းကကလေးတွေရောကျောင်းကကလေးနည်းနည်းသုံးလာရှိတဲ့ခါကျတော့အကောင်လုံးရတယ်ပြီးရင်ပြကြလို့ဆိုတော့စလိုက်ပါဓမ္မစကြာတော့ပြီး
ဒီနေ့9မိနစ်မှကြာတော့တော့သင်ကလည်း9မိနစ်ပို့ပြီးတော့သိတယ် ရပါတယ် ဧဝံမေတုယံ ဧဝကအခုပြောမဲ့အတိုင်းပဲမေရာအဲ့တုန်းကသံဃာနာတိမှာဒီသုတ္တံကိုဆောက်တော့တာရှင်အနန္ဒာတော့မေတပြီးတော့အနန္ဒာဒီပေါ့ဧဝမေသုတ္တံဈာနာခဲ့ရပါလေဗျာဟိုတရားပွဲတိုင်းမှာအနန္ဒာမပါပဲပဲသူ့လုံပြည့်ဖြစ်တဲ့အခါမှာဘုရားကဘယ်မှာပါဟောခဲ့တယ်ပြန်ပြောလို့လည်းဈာနာတယ်ဒါမှမဟုတ်သူ့တဲ့ဝါရင့်တဲ့ပုဂ္ဂိုလ်ကြီးပြောလို့ဈာနာတယ်အဲ့လိုဈာနာဧဝမေသုတ္တံတပြီးတော့အနန္ဒာဒီတိုင်းဈာနာခဲ့ရပါပြီဘုရားအဲ့ဒါတွေကဒါဘုရားဟောစစ်ပဲလို့ရှင်အနန္ဒာရဲ့လက်မှတ်ကြီးဧဝမေသုတ္တံမပါဘူးဆိုလို့ရှိရင်ရှင်အနန္ဒာလက်မှတ်တော့မပါဘူးဆိုရင်ဘုရားဟောစစ်တယ်မစစ်ဘူးပြတ်လာကြတယ်ဧဝမေသုတ္တံဆိုတော့ဒါဘုရားရှိရတယ်တပည့်မှားတော့ဟောတာတပည့်တော့ကြားခဲ့တာမှန်မဲလို့ရှင်အနန္ဒာကတောင်းတဲ့တယ်ပေါ့နော်ဧကံသမယအခါတစ်ပါးနိုင်ဆိုတာဘယ်အခါလို့ဘယ်တော့မှဘယ်နေ့အဲ့ဒါလေးပြောနေစာရင်းရှိမှာဆိုဧကံသမယဘယ်နာမယ်ဟောဘယ်တော့မှဟောဓမ္မစကြာဆိုတဲ့တော့ဘုရားဟောအဖြစ်နဲ့သူတို့သိရပြီနော်ဧဝမေတ္တံဧကံသမယဘဂဝါဗာရဏတိယံ မာရဏတိယံဝိရတိဣတိပတနေမိဂရာယတတရာ ခောဘဂ အဲ့ဝါဒီတတရာတာဝုန်နဲ့ရာကောင်းတဲ့စဉ်းစားရရဲ့ဆိုတယ်ရာကပုံစံပြောင်းနေအဲ့ဒီဘဝတာဝုန်ကအတ္တလည်းဖြစ်ရတယ် အတလည်း တတန်လည်းဖြစ်ရတယ်အဲ့တော့တတတာတတာဝုန်ရာရဲ့ကတရာတတရာတတရာအတန်နေပေါင်းပြီးတော့ပြောတယ်ပါဠိကိုတန်ထတာတိတိကျတယ်ရခိုင်သာကဟိုတိကျတယ်ရခိုင်ကရပင်းရရဲ့စိုးမြဆိုတာစိုးမရဘူးအဲ့ဒီဂျပန်လည်းအဲ့ဒီဘုရင်ဒီဘုရားမှာ try လိုက်တာမျိုးတီးလို့အမှားရဆုံးလို့အာထိုးကြီးထိုးနဲ့ဤတယ်ကိုပေါင်းအောင်ပြောဆိုတော့ထိုးကြီးလည်းပဲတို့ကြိုးစားကြတော့ဘာတွေထွက်တယ်သူတို့ကဘယ်လိုတုတ်ကြီးအဲ့ဒါဒီမှာလည်းပဲအဲ့လိုတတရာနော်တတရာကောဘဂဝါပိသဝတိမေတုအာမတေတိဒွေဘေဘိက္ခဝေအန္တာပပစီယေနနာတိယဘာကတမေဒွေရောဆိုင်ယံကာမေတုကာမတုခဏိကာဘောဒီနောဓမ္မောဘောဓုစတိနောနာတိယောနတ္တတတိယောရောဆိုင်ယံအတ္တကိလမထာနုယောဒုက္ခောနာတိယောနတ္တတတိယောအဲ့ဒါအဲ့လောက်ဒီပတ်သက်တာအဲ့ဒါဒီနေ့တော့ပြေးကြကြည့်တော့တယ်နားနေကြတယ်ပါဠိကိုဖတ်ပြီးတော့အဓိပ္ပာယ်ပြောတော့ဘူးနော်ကဲဗာမင်းတရှိ ပြီးတော့ဗျာ ဟမ်ဘာမှမသိရဘူးဘာမှမလုပ်ရဘူး ကပ်ပြီးပြီဗျာ မိကံရှိဘူးဆိုတော့ဘာလို့သင်္ကာလို့ဒါလည်းပင်ဆောင်ဝကာရဘုံပြီးတော့သုပတိဘုံဒုပတိဘုံသုပတိရမအများဆုံးဖြစ်တဲ့ဘုံဘာကြောင့်မြတ်တယ်အဲ့ဒါမှတ်ပါနော်ပင်ဆောင်ဝကာရဒုဘုံမှာဒုဘုံဆိုတာအခြေခံတိဆောက်တာကယုတ်နာဖြစ်တယ်ယုတ်ကအာယုံ၅ပါးတို့ရဲ့အောက်ကိုရရင်ရတော့ချမ်းသာတယ်စိတ်ကတော့တရားနဲ့မှချမ်းသာတယ်ဓမ္မအထောက်အကူမရရင်အာယုံ၅ပါးတွေဘယ်လောက်ရမချမ်းသာအဲ့တော့ယုံနဲ့နာရှိတဲ့အတွက်ရုပ်ရလိုအပ်ချက်အစားနဲ့နာရလိုအပ်ချက်တရားမမျှတရင်ဒီကြည့်ဟာအစွန်းရောက်တယ်လို့အကျမ်းလေးသိထားရင်တို့ရရတယ်။ဖိုင်နာလည်းတော့ပါဒီတော့ဆုံးသွားရင်ပြသရဲ့ကတော့ဘက်ကိုမရဘူးတော့ဆိုလဲ။အဲတို့တော့စိတ်နေဖို့ရှော့ပဲကဲဟုတ်ပါပြီဒီနေ့အဲ့ဒီ